အားလုံးပဲမင်္ဂလာပါဒီနေ့ Achievers YouTube video လေးမှာတော့ crypto investing ကိုလေ့လာနေတဲ့ beginner တယောက်အနေနဲ့ crypto wallet တွေကိုဘယ်လိုရွေးချယ်ပြီးအသုံးပြုနိုင်မလဲဆိုတဲ့အကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ပထမဆုံး crypto wallet ဆိုတာဘာလဲ crypto wallet တွေဆိုတာ crypto တွေကိုပေးပို့ရယူထိန်းချုပ်နိုင်ဖို့အတွက် public နဲ့ private key တွေကိုတင်ထားပေးတဲ့ digital tools တွေပဲဖြစ်ပါတယ် wallet တွေကသူတို့ကိုယ်တိုင် crypto တွေကိုမကင်ထားနိုင်ပေမဲ့သူ access တွေကိုတင်ထားပေးတဲ့ blockchain ကိုလုံခြုံမှုပေးနိုင်ပါတယ် wallet တွေထဲမှာ hot wallet နဲ့ cold wallet ဆိုပြီးတော့နှစ်မျိုးရှိပါတယ် hot wallet တွေကတော့မကြာခဏ transaction တွေပြုလုပ်တတ်သူတွေအတွက်ကိုပို့ပြီးတော့တင်တော့ပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင် mobile app တွေ web wallet တွေနဲ့ exchange wallet တွေပဲဖြစ်ပါတယ် cold wallet တွေကတော့ရေရှည်သိမ်းဆည်းထားလို့သူတွေအတွက်ပို့ပြီးတော့တင်တော့ပါတယ်သူတို့က offline ဖြစ်ပြီးတော့ cyber အနေရတွေကနေကာကွယ်ပေးနိုင်ပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့ hardware wallet တွေနဲ့ paper wallet တွေပဲဖြစ်ပါတယ် wallet မရွေးချယ်ခင်မှာထည့်သွင်းစဉ်းစားရမယ့်အချက်တွေလည်းရှိပါတယ်အဲ့ဒါတွေကတော့ security two factor authentication 2FA နဲ့ encryption ပါမပါကိုကြည့်ရပါမယ်နောက်တစ်ခုကတော့ supported coins မိမိသုံးစွဲမဲ့ cryptocurrency ကိုဒီ wallet က support ပေးလားဆိုတာကိုလည်းကြည့်ရပါမယ်နောက်တစ်ခုက ease of use သင်ကအခုမှစပြီးတော့သုံးစွဲမဲ့ beginner ဆိုရင်သုံးရလွယ်ကူတဲ့ interface ရှိမရှိကိုကြည့်ရပါမယ်နောက်တစ်ခုကတော့ backup option wallet တွေအထဲမှာ C phrase တွေဒါမှမဟုတ် recovery keys တွေထားလို့ရလားဆိုတာကိုလည်းကြည့်ရပါမယ်အဲ့ဒါကအရေးကြီးပါတယ်နောက်ဆုံးတစ်ခုကတော့ cost ပဲဖြစ်ပါတယ် hardware wallet တွေကကုန်ကျစရိတ်ရှိနိုင်ပေမဲ့တချို့ wallet တွေကတော့ free ရနိုင်ပါတယ်ဒါဆိုရင် wallet တစ်ခုကို set up လုပ်တော့မယ်ဆိုရင်ဘာတွေလိုအပ်မလဲဥပမာဆုံးမိမိသုံးစွဲမဲ့ရည်ရွယ်ချက်အပေါ်မူတည်ပြီးတော့ hot wallet လား cold wallet လားဆိုတာတစ်ခုရွေးချယ်ရပါမယ် hot wallet တွေသုံးမယ်ဆိုရင်တော့ယုံကြည်ရတဲ့ software တွေကနေပဲ download လုပ်ပါ cold wallet တွေသုံးမယ်ဆိုရင် official vendor တွေကပဲဝယ်ပါ private နဲ့ public key တွေထုတ်ဖို့အတွက်သူ့မှာပါတဲ့ setup process အတိုင်းကိုလိုက်လုပ်ရပါမယ်နောက်ပြီးတော့ wallet အတွက်လုံခြုံရတဲ့နေရာမှာ recovery phrase တွေကိုတင်ထားရပါမယ်ဒါဆိုရင် crypto တွေကိုရယူပေးပို့ဖို့နဲ့ monitor လုပ်ဖို့အတွက်ကို wallet တွေကိုစပြီးတော့သုံးနိုင်ပါပြီ wallet တွေကိုလုံလုံခြုံခြုံသုံးနိုင်ဖို့အတွက်ဆိုရင် private key နဲ့ C phrase တွေကိုတခြားသူနဲ့ share တာမျိုးလုံးဝမလုပ်ပါနဲ့ wallet software ကိုအချိန်နဲ့အမျှ update ပုံမှန်ပြုလုပ်ပေးရပါမယ်ကိုတင်ထားမဲ့ cryptocurrency ပမာဏများတယ်ဆိုရင် hardware wallet တွေကိုအသုံးပြုဖို့သာအကြံပေးချင်ပါတယ်အလွယ်အပြောင်း transaction တွေလုပ်တော့မယ်ဆိုလို့ရှိရင်လည်း wallet address ကို double check တေချာလုပ်ပြီးမှလွှဲဖို့အကြံပေးချင်ပါတယ် crypto wallet တွေဟာ bitcoin ethereum ဒါမှမဟုတ်အခြား digital ငွေကြေးတွေကိုအသုံးပြုလို့သူတိုင်းအတွက်ကိုမရှိမဖြစ်လိုအပ်တဲ့ career တွေပဲဖြစ်ပါတယ်ငွေသားဒါမှမဟုတ်ကတ်တွေကိုထည့်သွင်းထားနိုင်တဲ့တမားရိုးကျပတ်စံအိတ်တွေနဲ့မတူဘဲနဲ့ crypto wallet တွေက digital အချက်အလက်တွေကိုလုံခြုံအောင်သိမ်းဆည်းထားနိုင်ပါတယ်အဲ့လိုအချက်အလက်တွေမှာ cryptocurrency တွေကိုစီမံခန့်ခွဲဖို့အတွက်အရေးကြီးတဲ့ private keys တွေပါဝင်ပါတယ် crypto wallet တစ်ခုစီမှာ public key နဲ့ private key တစ်စုံပါဝင်ပါတယ် public key ဆိုတာကတော့ငွေကြေး fund တွေကိုလက်ခံဖို့အတွက်အခြားသူတွေနဲ့မျှဝေနိုင်တဲ့ wallet address တစ်ခုဖြစ်ပါတယ် private key ဆိုတာကတော့သင် fund တွေကိုဝင်ရောက်စီမံနိုင်တဲ့သင်အတွက်လျှို့ဝှက်ကုတ်တစ်ခုပဲဖြစ်ပါတယ်အဲ့ဒါကြောင့်သင်ရဲ့ private key ကိုကာကွယ်ဖို့အတွက်ကအလွန်အရေးကြီးပါတယ်တစ်စုံတစ်ယောက်ကနေဝင်ရောက်ခွင့်ရသွားမယ်ဆိုရင်ထို့သူကသင် fund တွေကိုစိတ်ကြိုက်ထိန်းချုပ်စီမံနိုင်မှာပဲဖြစ်ပါတယ်ဒါကြောင့်အသုံးပြုသူတွေအနေနဲ့ခက်ခဲတဲ့စကားဝတ်တွေအသုံးပြုခြင်း two factor authentication ကိုဖွင့်ထားခြင်းနဲ့ key တွေကို backup အရင်သိမ်းဆည်းခြင်းကဲ့သို့သောကြိုတင်ကာကွယ်မှုတွေပြုလုပ်သင့်ပါတယ်အချို့ wallet တွေမှာတော့ recovery C ဒါမှမဟုတ် mnemonic စကားစုတစ်ခုပေးပါတယ်ဒါကသင် wallet ပျောက်ဆုံးသွားတာမျိုးဒါမှမဟုတ်ခိုးခံရတာမျိုးဆိုလို့ရှိရင်ပြန်လည်ရယူဖို့အတွက်အသုံးပြုနိုင်တဲ့စကားလုံးအတွဲလိုက်ပဲဖြစ်ပါတယ်အဲ့ဒီ recovery C ကိုတင်ထားဖို့ကလည်းအရေးကြီးပါတယ်ဒါဆိုရင်အခုပြပြပေးခဲ့တာကတော့ crypto investing ကိုစတင်လေ့လာမဲ့ beginner တွေအနေနဲ့ crypto wallet တွေအကြောင်းသိသင့်တာတွေအကုန်လုံးကိုမျှဝေပေးခဲ့ရပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကတန်ဖိုးရှိရဆိုလို့ရှိရင်သင်ရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့ပြန်ပြီးတော့ share လုပ်ဖို့လည်းမမေ့ပါနဲ့